အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါလို့တောင်းဆိုချင်ပါတယ်ဒီနေ့မှာတော့ယောက်ျားတွေပါကြောင်းလန့်စိတ်အနေပါရတာလေဆိုတဲ့ကောင်းစင်လေးနဲ့တင်ဆက်ပေးချင်ပါတယ်အမျိုးသားတွေအနေနဲ့လင်စိတ်ဆန္ဒအနေပါခြင်းပြဿနာကိုတခါတရံမှာတော့ကြုံတွေ့ရနိုင်ပါတယ်ဒီလိုမျိုးတခါတရံဆိုရင်တော့ပြဿနာမရှိပြီမဲ့ရရှိဆိုလို့ရှိရင်တော့ထိခိုက်မှုတွေရှိလာနိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးတွေမှာတော့အမျိုးသားတွေပါကြောင့်လင်စိတ်ဆန္ဒအနေပါသွားတာလဲဆိုတော့အကြောင်းပြောပြပေးသွားမှာမလို့အဆုံးထိကြည့်ပေးပါအောင်နော်အဲ့ဒီအကြောင်းရင်းတွေကတော့နံပါတ်1ချက်မှာစိတ်ဖြစ်စီမှုများလာခြင်းအမျိုးသားတွေကိုလင်စိတ်ဆန္ဒအနေပါခြင်းရဲ့အကြောင်းရင်းတစ်ခုကတော့စိတ်ဖြစ်စီမှုများလို့ပဲဖြစ်ပါတယ်စိတ်ဖြစ်စီမှုများခြင်းကအမျိုးသားတွေရဲ့ဟော်မုန်းကျန်းမာရေးကိုထိခိုက်စေပါတယ်အမျိုးသားတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကစိတ်ဖြစ်စေမှုဖြစ်တဲ့အချိန်မှာကျဉ်သွားပါတယ်ဒီတစ်ခါမှာတော့လက်အင်္ဂါကိုတွေ့အရောက်နေစေပြီးတော့ထောင်မှတ်ဖို့အတွက်အခက်အခဲတွေ့နိုင်ပါတယ်ဒါကြောင့်အမျိုးသားတွေအနေနဲ့စိတ်ဖြစ်စေမှုများနေတဲ့အချိန်မှာလေစိတ်ဆန္ဒနေပါတတ်ပါတယ်စိတ်ဖြစ်စေမှုများတာကအမျိုးသားတွေတာမကပေါ့နော်အမျိုးသမီးတွေကိုပါလင်စစ်အားနေစေပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ဖြစ်စေမှုဘယ်လိုကြိုက်တွေ့ရမလဲဆိုတာကိုသိထားပြီးတော့ကိုယ့်ရဲ့လင်စစ်ဆန္ဒနေပါခြင်းပြဿနာကိုဖြေရှင်းသင့်ပါတယ်နံပါတ်2ချက်မှာတော့မြတ်သောကိုယ်လက်လှုပ်ရှားမှုမရှိခြင်းပေါ့နော်နောက်ထပ်အကြောင်းရင်းကတော့မြတ်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိလို့ပဲဖြစ်ပါတယ်ကိုယ်လက်လှုပ်ရှားမှုဆိုတာခန္ဓာကိုယ်ကျန်းမာရေးအတွက်အရေးကြီးပါတယ်ကိုယ်လက်လှုပ်ရှားမှုကြောင့်မို့လို့အဝအလွန်တာသွေးတိုးတွေနဲ့အမျိုးအစားနဲ့စီဖို့စတာတွေနောက်ပြီးတော့စိတ်ဖြစ်စီးမှုတွေပါရောအချစေပါတယ်ဒါကြောင့်မို့လို့လိင်စိတ်ဆန္ဒကိုမြင့်တက်ဖို့အတွက်ကတော့အထောက်အကူပြုပါတယ်ရှင်ဒါပေမဲ့မြတ်တဲ့လှုပ်ရှားမှုဖြစ်ဖို့တော့လိုပါတယ်နော်သူတည်တနာပြုချက်တစ်ခုအရာအာရင်သုံးပြီးတော့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုအချိန်ကြာရှည်စွာပြုလုပ်တဲ့အမျိုးသားတွေကတော့လိင်စိတ်နေပါစေတယ်လို့သိရပါတယ်ဒါကြောင့်မို့လို့အမျိုးသားတွေအနေနဲ့ကျန်းမာတဲ့လိင်မှုဘဝအတွက်မြတ်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုပြုလုပ်ပေးသင့်ပါတယ်နံပါတ်3ချက်မှာတော့အနာတာရှိယောဂများနောက်တစ်ခုကတော့အနာတာရှိယောဂကြောင့်ပဲဖြစ်ပါတယ်အမျိုးသားတို့ကပေါ့နော်အဆုတ်ယောဂနှလုံးယောဂကြောက်ကယောဂအသေးယောဂပြီးတော့သွေးတိုးယောဂနောက်အမျိုးအစားပေါ့နော်ဆေးချိုယောဂပေါ့နော်စတဲ့နာတာရှိယောဂတွေခံစားနေရလို့ဆိုရင်လည်းလိင်စိဆန္ဒနေတတ်ပါတယ်ကင်ဆာယောဂဆိုလို့ရှိရင်တုပ်ပိုးထုတ်လုပ်မှုကိုကျဆင်းစေတဲ့အတွက်ကြောင့်မို့လို့ကင်ဆာဝေဒနာရှင်အမျိုးသားတွေဆိုလို့ရှိရင်လည်းလိင်စိဆန္ဒနေပါစေပါတယ်နံပါတ်4ချက်မှာတော့တက်စတိုစတရွန်နေပါခြင်းပေါ့နော်အမျိုးသားတွေမှာလိင်စစ်ဆန္ဒနေပါလာရခြင်းရဲ့အကြောင်းရင်းတွေကတော့တက်စတိုစတရွန်ပမာဏနေပါလို့ပဲဖြစ်ပါတယ်အမျိုးသားတွေရဲ့ငွေစီကနေထုတ်လုပ်တဲ့တက်စတိုစတရွန်လို့ခေါ်တဲ့အမျိုးသားဟော်မုန်းကဆိုလို့ရှိရင်တို့ပိုးတွေထုတ်လုပ်နိုင်ဖို့အတွက်လုံဆော်ပေးလိုက်ပါတယ်ဒီဟော်မုန်းဟာဆိုလို့ရှိရင်အမျိုးသားတွေရဲ့ကြွတာနဲ့အယူတွေဖွဲ့စည်းဖြစ်ပေါ်ရေးအတွက်အဓိကကျပါတယ်အမျိုးသားတစ်ယောက်မှာဆိုလို့ရှိရင်တော့ဒီတက်စတိုစတရွန်ပမာဏအတက်အကျရှိနေပါတယ်ဒါပေမဲ့သတ်မှတ်ထားတဲ့ပမာဏနည်းမယ်ဆိုလို့ရှိရင်တော့အမျိုးသားတွေမှာလိင်စိဆန္ဒကျဆင်းသွားတတ်ပါတယ်ရှင်ဒီလိုမျိုးအရေးပါတဲ့တက်စတိုစတရွန်ပမာဏကိုကျဆင်းစေတဲ့အရာတွေကတော့အများကြီးရှိပါတယ်ဥပမာပေါ့နော်ကိုယ်မှာဝေဒနာခုအကြောင်းမလို့တောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်တက်စတိုစတရွန်ပမာဏနေပါနိုင်ပါတယ်ရှင်နောက်တစ်ခုကတော့အမျိုးသားတွေရဲ့စေချိုတဲ့နောက်ဆုံးအခြေအနေမှာအမြင့်ဆုံးပဲဖြစ်ပါတယ်အသက်ကြီးလာတာနဲ့အမျှလိင်စိတ်နှိုးချမှုဆန္ဒပြဖို့အတွက်နဲ့လိင်အင်္ဂါထောင်မှတ်ဖို့အတွက်တောင်မှတချို့အမျိုးသားတွေမှာခက်ခဲလာနိုင်ပါတယ်နံပါတ်5ချက်မှာတော့အေးကြီးပြက်တာပေါ့နော်အေးကြီးပြက်တာများတဲ့အမျိုးသားတွေမှာလည်းလိင်စိတ်ဆန္ဒနေပါတတ်ပါတယ်သူတည်တနာပြုချက်အရာဒီညမှာတော့9နာရီလောက်ပဲအိတ်စစ်တဲ့အမျိုးသားတွေမှာတက်စတိုစတရွန်ပမာဏကတစ်ပတ်လောက်ကြာလို့ရှိရင်30%ကျော်ကျဆင်းသွားကြောင်းသိရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်